မဲမင်္ဂလာပါရှင် Keyboard Shot Diary Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မကနေပြီးတော့ဆီယာမလွန်ထထစီးတက်ကတူရဲ့တောကနဲ့ဝေးရစီဆိုတဲ့စာအုပ်ထဲကနေပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ဖတ်ပြပါမယ်ရှင်ပထမဆုံးခေါင်းစဉ်ကတော့ကျွန်မရွေးချယ်ထားတဲ့ခေါင်းစဉ်တွေကတော့ကိုယ်စိတ်ကိုအစိတ်သင့်စေတတ်တဲ့သူတွေနဲ့အဆက်အသွယ်ဖြတ်ပါဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ရှင်လူတချို့ကိုတွေးဘူးပါတယ်သူကိုယ်သူကလွဲရင်အခြားဘသူ့ကိုမှစိတ်ဝင်စားပါဘူးအထင်လည်းမကြီးပါဘူးလေးစားမှုလည်းမရှိပါဘူးသူသာလျှင်မှန်ကန်ပြီးတခြားသူတွေရဲ့အပြစ်တွေကိုရှာဖွေထောက်ပြပေးနိုင်စွမ်းရှိသူဖြစ်ပါတယ်သူကိုယ်သူဗဟုပြုပြီးသူအကြောင်းတွေကြီးတာထပ်တလဲလဲပြောနေတတ်သူဖြစ်ပါတယ်သူနဲ့စကားပြောနေရတဲ့အချိန်တစ်ချိန်လုံးသူအကြောင်းတွေကြီးတာနားထောင်နေရပြီးသူ့ဘဝရဲ့အောင်မြင်ရေးကြီးပွားချမ်းသာရေးတွေအကြောင်းသာလိုက်ပါဆွေးနွေးနေရပါတယ်သူကတောက်ပလွှမ်းမိုးသူဖြစ်ပြီးကိုကတော့သူ့ကိုအထောက်အကူပြုပေးရတဲ့ဇက်မှုဆက်ရမှိန်မိန်ကလေးအဖြစ်ခံစားရစေပါတယ်။သူ့အကြောင်းအရာတွေကသာကြီးကျယ်ခမ်းနားနေပြီးကို့အကြောင်းဆိုတာစိတ်ဝင်စားကြမကောင်းတဲ့တာမန်အကြောင်းအရာတစ်ခုလိုဂျားဖြတ်တောက်ပစ်လိုက်တာမျိုးခံရတတ်ပါတယ်။အဲ့ဒီလိုမိတ်ဆွေတငယ်ချင်းမျိုးဟာကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ကိုယ့်ရဲ့တန်မိုးတွေကိုအစိတ်သင့်စေတဲ့သူလို့ကျမကသတ်မှတ်လိုက်ပါတယ်။သူ့ကိုဇက်ပုတ်ပေးနေရင်နဲ့ကိုဟာတဖြည်းဖြည်းမှင်းမိန်သိငယ်လာစေပါတယ်။သူ့ရဲ့ခန္ဓာမှုတွေအောင်မြင်မှုတွေအဖိုးထိုက်တန်မှုတွေကိုလေးစားချီးကျူးပေးရင်းနဲ့ကိုဟာသိငယ်မှုံဝါလာပါတယ်။ကြာတော့ကိုအထင်ကြီးလေးစားမှုတွေရောပါလာပါတော့တယ်။အဲ့ဒီမိတ်ဆွေတငယ်ချင်းတွေဟာကိုဘွားစီကအလင်းဓာတ်တွေကိုစုပ်ယူထားသလိုပါပဲ။ကိုရဲ့စိတ်ကိုအစိတ်သင့်စေပါတယ်။သူနဲ့အဆက်အသွယ်ဖြတ်ကြည့်လိုက်ပါကိုယ့်ရဲ့တန်ဖိုးနဲ့လွတ်လပ်မှုကိုပြန်ခံစား권ရလာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကိုဘသူတဦးတယောက်ရဲ့လွှမ်းမိုးချုပ်ကာမှုမှမခံပါနဲ့ကိုဘဝမှာကိုသာလျင်အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေရတဲ့အရေးပါသူတယောက်အဖြစ်တန်ဖိုးထားစေချင်ပါတယ်ကိုအကြောင်းကိုစိတ်ပါဝင်စားမှုမရှိတဲ့သူအကြောင်းကိုကြီးစိတ်ဝင်စားခိုင်းတဲ့တငယ်ချင်းမျိုးနဲ့ဝေးဝေးမှနေလိုက်ခြင်းဟာကိုတောကနဲ့ဝေးရစီပို့ဆောင်ပေးလိုက်တာပါပဲနောက်တစ်မျိုးကအရာရာကိုအပြက်ဘက်ကတွေးနေတတ်တဲ့အစိုးမြင့်တလွန်းတဲ့သူမျိုးဟာလေကိုရဲ့စိတ်ကိုအစိတ်သင့်စေတဲ့သူတွေထဲမှာပါဝင်ပါတယ်ကိုရဲ့စိတ်ကူးအိမ်မလေးတစ်ခုကိုစိတ်အားထက်သန်စွာနဲ့ပြောပြနေချိန်မှာသူ့စီကနေအစိုးမြင်တဲ့ဝေဖန်မှတ်ချက်တစ်မျိုးမျိုးချမှတ်လိုက်တဲ့အခါစိတ်ဓာတ်တွေကျဆင်းသွားစေပါတော့တယ်။သူဟာကိုကအပြူသဘောဆောင်ပြီးတွေးသမျှအတွေးတိုင်းကိုမဖြစ်နိုင်တဲ့ဘက်ကနေအပြက်ဘက်ကနေကြပြက်ကရက်လုပ်ပြီးပြောတတ်တဲ့အခါကိုရဲ့စိတ်တက်ကြွထက်သန်မှုတွေမှန်သမျှဟာတစားစီဖယိုဖယဲပြိုပြတ်သွားစေပါတယ်။သူ့လိုမိတ်ဆွေတငယ်ချင်းမျိုးဟာကိုဘဝကိုတိုးတက်မြင့်မားစေမဲ့သူမျိုးမဖြစ်နိုင်ပါဘူး။သူ့အတွက်အရာရာမဖြစ်နိုင်တဲ့ဘက်ကကြီးပါပဲထိုသူမျိုးကိုဘာစိတ်ကူးနဲ့များတီးခံပေါင်းသိနေကိုလိုအပ်ပါတယ်လေသူ့ကိုလက်ပြနှုတ်ဆက်ပြီးဝေးရစီထွက်ခွာကြည့်လိုက်ပါအစိုးမြင်တဲ့အတွေးတွေအပြက်ဘက်ကအတွေးတွေဟာကိုယ့်ရဲ့စွမ်းအားကိုဖြုံးတီးရရောက်ပါတယ်ကိုယ့်ရဲ့စွမ်းအင်တွေကိုဖက်ချွေတိုက်စားပစ်နေတဲ့မိတ်ဆွေတငယ်ချင်းမျိုးကိုလက်ပြနှုတ်ဆက်လိုက်တာဟာနောင်နာရစရာအကြောင်းမရှိပါဘူးကိုဘဝရဲ့တိုးတက်အောင်မြင်ရေးအတွက်အနောက်အရှက်ကင်းကင်းနဲ့လွတ်လပ်ပေါ်ပါစွာလှုပ်ဆောင်နိုင်လာပါလိမ့်မယ်ဖြစ်နိုင်ပါမလားသူပြောတလို့များဖြစ်နေမလားစတဲ့ကိုယ့်အရေးချင်းပေါ်မယုံကြည်နိုင်တန်တရားဖြစ်ရခြင်းတွေစီကနေလွတ်မြောက်လာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကိုအစိတ်သင့်စေတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ဝေးရစီကိုကြောခိုင်းလိုက်ခြင်းဟာစိုးရင်ကြောင်းကြတဲ့ပူပန်တောကတွေစီကနေဝေးရကိုလွတ်မြောက်လာခဲ့ခြင်းဖြစ်ပါတယ်နောက်တစ်မျိုးကတော့စကားပြောလိုက်တာလေးလေးနက်နက်ကောင်းမှုပြောလို့မရပဲပေါ့ဆဆရီးထစ်တယောလှမြောင်တတ်တဲ့မထီမဲ့မြင်ခနိုးခနဲနဲ့ပြောတတ်တဲ့မိတ်ဆွေတငယ်ချင်းမျိုးပါစကားကိုအတီးပြောလို့မရပါဘူးကိုပြောလိုက်သမျှအလေးနဲ့တန်မိုးရှိတဲ့စကားလုံးတွေဟာသူ့ရဲ့ပါးစပ်ဖျားမှာခနဲ့တက်တဲ့ရည်တက်တဲ့စကားတွေအောက်မှာတန်ဖိုးမဲ့ပေါ်သွားစေပါတယ်သူနဲ့စကားပြောရတဲ့အချိန်တိုင်းဟာအရင်မရအဖက်မရတန်မိုးရှိတဲ့ပေါ့ပြတဲ့စကားတွေအတေးပြင်းနေတဲ့သာကုံဆုံးစေပါတယ်ဒီတငယ်ချင်းမျိုးဟာလည်းကိုယ့်ရဲ့လေးနဲ့တည်ရမှုတွေကိုပါပေါ်သွန်းရိုင်နဲ့စေတတ်တာမို့ကိုယ့်ရဲ့စိတ်ကိုအစိတ်သင့်စေတဲ့သူတွေထဲမှာပါဝင်ပါတယ်ဒီ
ဒီလိုတငယ်ချင်းမျိုးနဲ့ပြတ်သားစွာအဆက်ဖြတ်ကြည့်ပါဆုံးရှုံးစရာမရှိပါဘူးကိုယ့်ရဲ့တန်မိုးရှိတဲ့အချိန်တွေအတွေးတွေဟာတန်မိုးမဲတဲ့စကားတွေအတင်းအပြင်းတွေအပေါ်အပြက်တွေကြားမှာဆုံးရှုံးလိုက်ရတာတဲ့ဆိုင်သူနဲ့ဝေးရစီလှည့်ထွက်ခဲ့ခြင်းကကိုကဲတင်လိုက်ရရောက်ပါတယ်နောက်နောက်ရကြလည်းကြောင်းမရှိပါဘူးကျမတို့ဘွားတစ်လျှောက်မှာရှောက်လန်းလာခဲ့တဲ့လမ်းခီးတစ်လျှောက်မှာကြုံဆုံရသမျှမိတ်ဆွေတငယ်ချင်းတွေဆိုတာတချို့ကအရေးအာဝါဒကောင်းမွန်တဲ့တစ်ပေချင်းတွေလိုပဲကိုဘဝကိုအေးမြမှုအရေးပေးတတ်တယ်တချို့ကရေတကွန်ကြီးလိုပဲကိုယ့်ရင်ထဲကပူလောင်မှုတွေကိုအေးမြလန်းဆန်းမှုပေးတတ်တယ်တချို့ကလာမင်းကြီးတစ်စင်းလိုပဲကိုယ့်ရဲ့ဘဝမှောင်မိုက်မှုတွေကိုလေးမြနှွေးထွေးမှုပေးတတ်တယ်တချို့ကတော့ကျောက်စစ်ခဲလေးတွေလိုစူးကလေးတွေလိုကိုလျှောက်နေတဲ့လမ်းတစ်လျှောက်မှာစူးကနေဖြစ်အောင်ဟန်ချက်ပြက်ရိုင်းလဲစီတတ်ပြန်နေအဲ့ဒီလိုအခါမျိုးမှာခဏလေးရပ်ပြီးကျောက်စစ်ခဲကလေးစူးကလေးကိုထုတ်ပယ်နှွင်ပေးလိုက်ရင်ခရီးဆက်လို့လွယ်ကူစေတယ်မဟုတ်လားကိုကသတိထားမိဖို့ပဲလိုတာပါဒါကတော့ကျမပထမဆုံးခေါင်းစဉ်တစ်ခုပြီးဆုံးသွားပြီပေါ့ရှင်နောက်ထပ်ခေါင်းစဉ်ကိုလည်းနောက်ထပ်ဖတ်ပြပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒုတိယခေါင်းစဉ်တစ်ခုဖြစ်တဲ့ကိုအကောင်းမြင်ပါကိုယ့်ရဲ့ကောင်းကွက်ကလေးတွေကိုရှာဖွေတွေးကြည့်ပါဆိုတဲ့ခေါင်းစဉ်ကိုဆက်လက်ပြီးဖတ်ပြပါမယ်ရှင်ကိုအကြောင်းကိုနားထောင်ဖို့ပါသလားကျမတို့ရဲ့ရင်သွေးမှာမိမိကိုပြောပြနေတဲ့ရင်သွေးအတန်ဆိုတာရှိပါတယ်တေချာနားထောင်ကြည့်ပါကျမတို့ကိုပြောနေတဲ့ရင်သွေးစကားတန်တွေကကျမတို့ရဲ့ဘဝကိုပုံဖော်တိဆောက်ပေးပါတယ်ဒီအလုပ်ကိုငါလုပ်နိုင်တယ်အောင်မြင်မှာပါဟင်းဒါကြီးကခက်လိုက်တာဖြစ်မှာမဟုတ်ပါဘူးငါလုပ်နိုင်မယ်မထင်ပါဘူးသူများတွေလည်းအောင်မြင်နေတာပဲငါလည်းအောင်မြင်ဖို့အခွင့်အရေးရှိတာပဲအော်သူကြတော့အောင်မြင်လိုက်တာငါမှတော့ဘာလို့အဆင်မပြေဘူးစသဖြင့်ကျမတို့ကိုယ်တိုင်တွေးထင်ယူဆပြောပြနေတဲ့အတန်တွေကကျမတို့ရဲ့ဘဝဖြစ်လာပါတယ်ကျမငငယ်တုန်းကအလွန်ရှက်တတ်သူပါလူတွေရဲ့စကားပြောရမှာပေါင်းသင်းဆက်ဆံရမှာလူတော်တိုးရမှာလူတွေကြားထဲလမ်းဖြတ်လျှောက်ရမှာကအစအရာရာရှက်ကြောက်နေတတ်သူပါဒါပေမဲ့ကျမကံကောင်းတာကကျမရဲ့ရင်တွင်းအတန်ကိုကျမပြန်နားထောင်ခဲ့ပါတယ်ကိုယ့်ရဲ့ကောင်းွက်ကလေးတွေကိုရှာပြီးတွေးကြည့်ပါတယ်ကိုယ့်ရဲ့အားသာချက်ကဘာလဲရှက်တတ်တာကလူတော့မတိုးရဲတာကကျမရဲ့အားနည်းချက်ဖြစ်ပေမဲ့ကျမရဲ့ကောင်းွက်အားသာချက်ကိုကျမရှာဖွေတွေ့ရှိခဲ့ပါတယ်လေးတန်းကျောင်းသူအရွယ်ကစပြီးစာအုပ်တွေနဲ့ပျော်မွေ့တတ်တဲ့ကျမဟာစာရေးရခြင်းကိုနှစ်သက်ခုံမင်လာတယ်လူတော့မတိုးရဲပေမဲ့ညာလုံးပေါက်တညာလုံးမအိပ်ပဲစာရေးဖို့ကြတော့စိတ်အားထက်သန်လို့နေပြန်ပါတယ်လူတွေကြားထဲလျှောက်သွားဖို့ကရှက်ကြောက်တတ်တဲ့ကျမကရေးပြီးသားစာမူတွေကိုမဂဇင်းတိုက်စီတတိုင်းပြီးတတိုင်းဝင်ဖို့ကြတော့တတိကောင်းနေပြန်ရောကိုလည်းယုံကြည်မှုတွေရှိနေခဲ့ပါသေးတယ်အဲ့ဒီအချိန်တုန်းကကိုယ့်ရဲ့စွမ်းအင်ကိုလည်းအင်မတန်ယုံကြည်နေခဲ့ပါတယ်ကိုယ့်ရဲ့စိတ်ကပြင်းပြထက်သန်မှုမရှိရင်ဘာမဆိုအောင်မြင်နိုင်တယ်ဆိုတဲ့အောင်စိတ်ယုံကြည်စိတ်ကကျမရဲ့စိတ်ကိုအမြဲတမ်းနှိုးဆော်တိုက်တွန်းနေခဲ့ပါပဲငါအောင်မြင်စေရမယ်အောင်မြင်အောင်ကြိုးစားမယ်အောင်မြင်မယ်လို့ငါယုံကြည်တယ်အဲ့ဒီရင်တွင်းအတန်ကလေးကတော့တန်ကလေးတစ်ခုလိုပဲကျမရဲ့ကြိုးစားခြင်းစိတ်တွေအောင်မြင်ဖြစ်ထိုးခြင်းစိတ်တွေကထက်တန်ပြင်းပြစိတ်တွေကိုနှိုးဆော်ဖွင့်ပေးခဲ့ပါတယ်အဲ့ဒီတော့တန်ကလေးနဲ့လုံးဝဝရိယကိုနှိုးလိုက်တဲ့အခါအောင်မြင်ခြင်းဆိုတဲ့အရှိန်တစ်ခုစီတွန်းပို့ပေးခဲ့တာပါပဲဒီလောကကြီးမှာကိုမှမယုံကြည်ရင်ဘသူကယုံကြည်လေးစားလာမှာမဟုတ်ပါဘူးကိုမှအကောင်းမမြင်နိုင်ရင်ဘသူကမှအကောင်းမြင်ပေးနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုအကောင်းမြင်ပါကိုယ့်ရဲ့ကောင်းကွက်ကလေးတွေကိုရှာဖွေကြည့်ပါကိုယ့်ရဲ့ရင်သွေးအတန်ကလေးကိုနားထောင်ကြည့်ပါကောင်းတဲ့ဘဝလေးတစ်ခုကကိုယ့်ရဲ့လက်တကမ်းမှာရှိနေပြီးသားပါကိုအကောင်းမြင်တဲ့စိတ်ဟာစိတ်ကိုအကြည်ဓာတ်ကလေးဖြစ်စေပြီးတောကနဲ့ဝေးရစီပို့ဆောင်ပေးနိုင်စွမ်းရှိပါသေးတယ်ကိုယ့်ရဲ့အားနည်းချက်ကလေးတွေအတွက်ကိုခွင့်လွှတ်နားလည်ပေးပြီးကိုယ့်ရဲ့ကောင်းကွက်ကလေးကိုရှာဖွေတွေးကြည့်ပေးတတ်သူဟာကိုစိတ်ချမ်းသာပျော်ရွှင်နေအောင်ဆောက်ရှောက်ပေးသူလည်းဖြစ်ပါတယ်ကိုအကောင်းမြင်တတ်လေကိုခွင့်လွှတ်ပေးတတ်လေစိတ်ချမ်းသာပျော်ရွှင်လေတောကနဲ့ဝေးလေပဲဖြစ်ပါတယ်ဒီစဝိုင်းဟာတသက်တာလုံးလှပစွာလက်ပတ်နေတော့တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အမများပါခဲ့ရင်
ခွင့်လွှတ်ပြီးတော့နားထောင်ပေးကြပါဦးရှင်။